အကယ်၍သာတင်ဟာချစ်သူတယောက်ကိုရမယ်ဆိုပါစို့ဒါမှမဟုတ်တင်ဟာအချစ်ခံရသူတယောက်ရဲ့ဘဝကိုရမယ်ဆိုပါစို့အချစ်ဆိုတဲ့အရာကိုတင်ဘလို့သဘောထားမှာလဲပေးဆက်ခြင်းလို့သဘောထားမှာလားရယူခြင်းလို့သဘောထားမှာလားကျွန်တော်ပုံမြင်သူလေးတစ်ခုပြောပြခြင်းပါတယ်တခါတုန်းကပေါ့တထေးကြီး၃ယောက်ဟာစကားပြောရင်အတူတူလမ်းလျှောက်လာကြတယ်အဲ့ဒီလိုသူတို့လမ်းလျှောက်နေတုန်းနမ်မီးကနေမြင်းလေးဆောင်ခဲ့တဲ့ရွှေရောင်မြင်းရထားကြီးတစ်စင်းဖြတ်သွားတယ်မြင်းရထားပေါ်မှာစီးနှင်းသွားသူကတော့တတ်တော်ရွှေနန်းရင်ဝင်ကြီးပေါ့နန်းရင်ဝင်ကြီးဟာမြင်းရထားပေါ်မှာထိုင်နေရကနေတထေးကြီး၃ယောက်ပဲအလှည့်ဒီလက်ကိုဝှေ့ရမ်းပြောက်လို့နှုတ်ဆက်သွားတယ်အဲ့ဒီအခါပထမတထေးကြီးကနန်းရင်ဝင်ကြီးကကြွတ်ကိုနှုတ်ဆက်တာပါလို့ပြောလိုက်တယ်ဒုတိယတထေးကြီးကလည်းဂုံယူဝင်ကြွားတဲ့အသားနဲ့မဟုတ်တာဗျာနန်းရင်ဝင်ကြီးကကြွတ်ကိုသာနှုတ်ဆက်တာပါဗျာတတိယတထေးကြီးကတော့ဘာမှဝင်မပြောဘူးခေါင်းကိုငငင်းလို့နေတယ်ပြီးတော့မှဘာဖြစ်လို့နန်းရင်ဝင်ကြီးကခမားတို့ကိုနှုတ်ဆက်တယ်လို့ထင်ရတာလဲလို့မေးလိုက်တယ်ပထမတထေးကြီးကနန်းရင်ဝင်ကြီးကကျုပ်စီကနေငွေအတပြားတစ်ထောင်တီတီချေးယူထားတယ်အဲ့ဒီတော့သူ့ရဲ့အကျွေးရှင်ဖြစ်တဲ့ကျုပ်ကိုမျက်နှာချိုသွေးတန်နေနဲ့နှုတ်ဆက်တာပေါ့ဗျာဒုတိယတထေးကြီးကတော့ကျုပ်ကနန်းရင်ဝင်ကြီးစီအငွေအတပြားတစ်ထောင်ချေးယူထားရတယ်အဲ့ဒီတော့နန်းရင်ဝင်ကြီးကတွတ်ပစံပလန်မဆက်မှာဆိုလို့ကျုပ်ကိုမျက်နှာချိုသွေးပြီးနှုတ်ဆက်တာပေါ့ဗျာအဲ့ဒီစကားနှခွန်းကြောင့်တတိယတထေးကြီးဟာပြုံးရည်ပြီးခေါင်းကိုခါရက်လိုက်တယ်ပြီးတော့ကျုပ်ကတော့နန်းရင်ဝင်ကြီးစီရစရာအကြောင်းလည်းမရှိဘူးပေးစရာအကြောင်းလည်းမရှိဘူးအဲ့ဒီတော့လွတ်တန်တန်စင်စင်နှုတ်ဆက်စရာရှိရင်ကျုပ်ကိုပဲနှုတ်ဆက်တာဖြစ်နိုင်တာပေါ့ဗျာအချစ်ဆိုတာလည်းအဲ့ဒီလိုပဲဖြစ်မယ်ထင်ပါတယ်ရယူတာလည်းမကောင်းပါဘူးပေးဆက်တာလည်းမကောင်းပါဘူးကျွေးမီကင်းပြီးလွတ်လပ်တန့်စင်တဲ့အချစ်ပဲကောင်းပါတယ်